ဒီမိန်းကလေးဟာထင်မှတ်မထားတဲ့မြင်ကွင်းကြောင့်အရန်ကိုကြောက်လန့်တုန်လှုပ်သွားပါတယ်အိမ်တော်ထင်းကအိမ်ကူရဲ့လေချောင်းသွေးကိုဖောက်ပြီးတော့ဧည့်သည်တွေအတွက်တောက်စရာအဖြစ်တဲခင်းပေးနေတာပါအဲ့ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဧည့်သည်တွေအားလုံးဟာသူတို့မှရှိတဲ့အစွဲတွေကိုထုတ်ပြလာကြပါတယ်ဒီမိန်းကလေးဟာအခုလိုမြင်လိုက်ရတော့မှဒီလူတွေအားလုံးဟာသွေးဆုပ်ဖုတ်ကောင်းနေဆိုတာသိသွားပါတယ်ဒါကြောင့်အိမ်ထဲကနေထွက်သွားဖို့လုပ်ပေမဲ့ဗမ်ပိုင်ယာဘီရင်ကြီးကသူ့ကိုတားထားလိုက်ပါတယ်ပြီးတဲ့အခါမှာတော့မိန်းကလေးကိုအခေါင်းတစ်ခုထဲထည့်ထားလိုက်ပြီးအပြင်ကနေတန်နဲ့ရိုက်ပိတ်ထားလိုက်ပါတယ်အခေါင်းထဲမှာမိန်းကလေးဟာမျောလင်းချက်မဲ့နေတော့မှပဲအခေါင်းဖုံးပွင့်လာပြီးအိမ်ကူတယောက်ကသူ့ကိုလာခဲ့ပါတယ်အိမ်ကူပြောပြမှမိန်းကလေးဟာသူ့သွေးဟာရာစုနှစ်တစ်ခုမှတစ်ခါတွေ့ရတတ်တဲ့ရှားပါတဲ့သွေးဆိုတာသိလိုက်ရပြီးတော့အရန်ကိုတုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်သူမရဲ့သွေးကိုတောက်တာနဲ့ထာဝရအသက်ရှင်ခွင့်ရမှာဖြစ်ပြီးတော့စွမ်းအားတွေလည်းအများကြီးတိုးလာမှာပါအခုလိုသူ့သွေးကိုတီးသွားတဲ့အကြောင်းကတော့တိတ်မကြခင်ကသွေးလူခဲ့တဲ့အဖြစ်အပျက်ကနေစတင်ခဲ့တာဖြစ်ပါတယ်အိမ်ကနေထွက်ပြေးပြီးတောင်အောက်ခြေမှာရှိတဲ့အိမ်သေးသေးလေးတစ်လုံးထဲကိုဝင်ပုန်းနေလိုက်ပါတယ်ဒါပေမဲ့လည်းသူဝင်သွားတဲ့အိမ်ထဲမှာကအသက်မဲ့နေတဲ့အလောင်းကောင်တွေရှိနေတာကိုတွေ့လိုက်ရပါတယ်ထွက်ပြေးဖို့မလွတ်နိုင်တော့တာကိုသိတာကြောင့်ဇပွဲတစ်ခုအောက်ကိုဝင်ပုန်းနေလိုက်ပါတယ်စောစောကသူ့ကိုကယ်ပေးလိုက်တဲ့အိမ်အကူကတော့အသက်ခံလိုက်ရပါပြီအလောင်းလာထားတဲ့လူအလစ်မှာအိမ်ထဲကနေထွက်ပြေးပြီးအပြင်ကနေတကားကိုလော့ချထားလိုက်ပြီးတော့ဒီမျိုးတွေကနေထွက်ပြေးဖို့စတင်ကြိုးစားပါတယ်တနေရာရောက်မှာတော့အဖွားကိုလင်မယားအိမ်ကိုဝင်ပြီးခဏနားခိုလိုက်ပါတယ်အိမ်ထဲရောက်ပြီးလှည့်ပတ်ကြည့်တဲ့အခါမှာတော့အဖွားကိုလင်မယားရဲ့မိသားစုဓာတ်ပုံထဲမှာဗမ်ပိုင်ယာဘရင်ကြီးရဲ့ဓာတ်ပုံကိုပါတွဲမြင်လိုက်ရပြီးထွက်ပြေးဖို့အချိန်မရခင်မှာပဲသူ့ကိုသတိမေ့သွားအောင်ရိုက်တာခံလိုက်ရပါတယ်သူနိုးလာတဲ့အချိန်မှာတော့သူ့ရှိမှာဗမ်ပိုင်ယာဘရင်ကြီးရှိနေပြီးသူမရဲ့သွေးကိုပေးမယ်ဆိုရင်အပြန်လှန်အနေနဲ့ထာဝရအသက်ရှင်ခွင့်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဒီလိုကမ်းလှမ်းတာကိုမိန်းကလေးကလက်ခံလိုက်ပြီးဗမ်ပိုင်ယာဘရင်ကြီးရဲ့သတို့သမီးဖြစ်လာတာကြောင့်အားလုံးကအံ့ဩနေကြပါတယ်လူတွေအားလုံးနေရာယူလိုက်ကြပြီးအိမ်တော်ထင်းကသူမရဲ့အဝတ်ကိုမပြီးလှန်လိုက်တဲ့အချိန်မှာတော့ဘေးကကြည့်နေတဲ့လူတွေအားလုံးဟာစားလောင်နေတဲ့မျက်လုံးတွေနဲ့သူမကိုဝိုင်းကြည့်နေကြပါတယ်။ညနေဖုံးတက်ထားတဲ့ဘုံတော်ကြီးရဲ့ရှေ့မှာမိန်းကလေးကလင်မယားဖြစ်လက်ခံပါတယ်လို့ပြောပြီးတာနဲ့သူတို့ရဲ့ပွဲတော်ကြီးစတင်ပါတော့တယ်။ဗမ်ပိုင်ယာဘရင်ကြီးကသူ့ရဲ့လက်ကသွေးကိုဖောက်လိုက်ပြီးမိန်းကလေးကိုတောက်ခိုင်းလိုက်ပြီးတဲ့နောက်သူမရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပြောင်းလဲလာပါတော့တယ်။ပါဇက်ထဲကအဆွဲတွေထွက်လာပြီးလက်သေးတွေခြုံထွက်လာတဲ့အပြင်သူမရဲ့ပုံစံဟာလုံးဝပြောင်းလဲသွားပါတယ်။အဲဒီချိန်မှာတော့မိန်းကလေးဟာသူကိုယ်တိုင်ပဲဗမ်ပိုင်ယာတကောင်ဖြစ်လာခဲ့ပါပြီ။